ငြိမ်းချမ်းရေးကိုလိုချင်တဲ့သူတွေများပြီမယ်လို့ငြိမ်းချမ်းရေးအတွက်လုပ်တဲ့သူတွေအင်မတန်မှနေငြိမ်းချမ်းရေးဆိုတာဘာလဲငြိမ်းချမ်းရေးဆိုတာစစ်မရှိုံနဲ့မကဘူးစစ်မရှိုံမကအချစ်ရှိဖို့လည်းပဲလိုတယ်ငြိမ်းချမ်းရေးဆိုတာကအမိုးမရှိုံမြန်မကအပြုံးရှိဖို့လည်းပဲလိုတယ်အဲ့ဒီငြိမ်းချမ်းရေးအတွက်စံပြကတော့မေတော်ပဲဖြစ်ငြိမ်းချမ်းရေးမှာမိမိရဲ့တဘူရေးအတွင်းစိတ်ရဲ့ငြိမ်းချမ်းမှုလိုတယ်လို့ပတ်ဝန်းကျင်နဲ့တဟဇာတာဖြစ်မှုငြိမ်းချမ်းမှုတွေလိုတယ်ဖယားရှင်နဲ့အဆက်အသွယ်ပြုပြီးတော့ဖယားနဲ့လည်းငြိမ်းချမ်းမှုလိုတယ်အဲ့ဒီငြိမ်းချမ်းရေးလမ်းကြောင်း၃ခုစလုံးပြည့်စုံမှစစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာဖြစ်တယ်တခါတည်းတလီမှာမိမိကိုယ်နဲ့မိမိမငြိမ်းချမ်းတာရှိကိုစိတ်ဆိုးတာရှိတတ်တယ်နော်ကိုမကျေနပ်တာရှိတတ်တယ်ကိုကြည့်ပြီးတော့ငါဘာဖြစ်လို့ကိုရုပ်ရှင်မင်းသမီးလို့မနှားရတာလေဘာဖြစ်လို့နော်ငါကိုမင်းသားတော့မချောရတာလေဘာဖြစ်လို့ငါရဲ့သပင်တွေကနော်ကောက်နေရတာလေကိုမကျေနပ်ကြဘူးတခါတည်းလေဘာဖြစ်လို့ငါဒီအမှားကိုငါလုံးမိခဲ့တာလေကိုရဲ့အမှားအတွက်ကိုခွင့်မလွတ်နိုင်အဲ့လိုမျိုးလေးရှိကိုခွင့်လွတ်နိုင်ရကိုလက်ခံနိုင်ရမယ်အဲ့ဒါမှကိုကအတွင်းစိတ်ရဲ့ငြိမ်းချမ်းမှုကိုရတာကိုချစ်တယ်ဆိုတာကကိုလက်ခံတတ်ဖို့ကိုအရှိတိုင်းဖျားဖန်ဆင်းတဲ့တိုင်းလက်ခံတတ်တယ်လို့ကိုရဲ့အားနည်းချက်ကိုလည်းပဲကိုကသိဖို့ကိုရဲ့အားနည်းတဲ့အခြေအနေမှာဖျားခင်ကအရှိတိုင်းချစ်နေတယ်ဆိုတာကိုသိတယ်ဖျားကကိုဒီအပြည့်အခြေအနေကနေပြီးတော့ကဲတင်မယ်ဆိုတဲ့ကဲတင်ရှင်ဖြစ်တယ်ဆိုတဲ့ဟာကိုခံစားရမှာကိုတူးစီရဲ့အတွင်းစိတ်ငြိမ်းချမ်းမှုရတာတခါတော့ကယတိတဘောသူယတိဆိုတာဒီအကြောင်းမှာဖွဲ့လိုက်သူတို့နေကြတဲ့အခါကျတော့လူများတဲ့အခါကျတော့ခါလေးသဘောတရားသဘောထားမတိုက်ဆိုင်တာတွေဖြစ်အဲ့တော့သူခဏစိတ်ဆိုးရတယ်ပေါ့ဒေါသထွက်ငါတယောက်တွေတိုးထဲမှာသွားကျင့်လို့ရှိရင်ဒီလိုဒေါသထွက်စီရရှိမှာမဟုတ်ဘူးဆိုပြီးတော့သူတယောက်တည်းတိုးထဲမှာထွက်ပြီးတော့အဖွဲ့အစည်းနဲ့နေတဲ့ဘဝကနေတယောက်တည်းတိုးထွက်ရသိအနေနဲ့သွားကျင့်အဲ့တော့အဲ့ဒီမှာတိုးထဲမှာသူ့ရဲ့တဲလေးမှာနေပြီးတော့ရေကြတော့ပို့တောင်အောက်မှာသွားပြီးတော့ခတ်ရလက်ရက်တွင်းလေးမှာစမ်းရည်မှာဘီနာစမ်းရည်တွေကြတော့လေရေကတိတ်မတန့်ကျင်တော့ဒီသေးပုံလေးမှာတူးလိုက်တော့တူးတဲ့အခါမှာရေကထွက်လာတဲ့အခါရေစစ်ပြီးသားပြီးတော့ရေအကြည်လေးရအဲ့ဒီရေအကြည်လေးကိုသူကလက်လေးနဲ့ထပ်ပြီးတော့သူကရေတကောင်းလေးပါရေတကောင်းလေးကိုထည့်ရေမျိုးလက်လေးနဲ့ကျုံပြီးတော့တကောင်းလေးကိုထည့်ရေတကောင်းလေးကပြည့်ခါနီးလဲကြရောအောက်ကသူခံထားတဲ့သဲကပြိုပြီးတော့အဲ့ရေတကောင်းကလဲသွားရေဖိတ်ကုန်တော့နောက်ခါပြန်လုပ်ရင်ရေပြည့်ခါနီးကြတယ်လေနောက်တရအချိန်နဲ့ကြအောင်သူစိတ်မရှိတော့တခါဖြစ်တာဆိုတော့ရေတကောင်းပိုင်တော့တခါလေပေါက်ခွဲလိုက်တာရေတကောင်းကွဲတော့နောက်မှပြန်စဉ်းစားငါအဖွဲတွေနဲ့တခြားလူတွေနဲ့နေတော့လေစိတ်တူတယ်အခုငါတယောက်တည်းနေပဲစိတ်တူတာပဲအဲ့တော့ဒီစိတ်တူခြင်းစိတ်ရှိခြင်းဟာသူများနဲ့မဆိုင်မင်းနဲ့ငါရဲ့အတွင်းစိတ်နဲ့ပဲဆိုင်လာပါလားငါရဲ့အတွင်းစိတ်ကငါမပြုတ်ပြင်တဲ့ရွေးကတော့
ဒီဒေါသစိတ်တူတာဒီမနိုင်မှာမဟုတ်ဘူးအဲ့လိုပြန်ပြီးတော့ကသူ့ကိုသူပြန်နားလည်ပြီးတော့သူ့ရဲ့စိတ်တူမှုဒေါသကြီးမှုတွေကိုသူပြန်ထွန်းနေပြီးတဲ့အခါအဖွဲ့အစည်းနဲ့ပြန်နေတဲ့အခါမှာအားလုံးနဲ့အဆင်ပြေသွားတယ်အဲ့ဒါကိုယ့်ရဲ့အတွင်းစိတ်ငြိမ်းချမ်းမှုဆိုတာအပြင်းနဲ့ဆိုင်တာမဟုတ်ဘူးကိုယ့်အတွင်းထဲကနေပြီးတော့ကထွက်လာတဲ့အရာငြိမ်းချမ်းရေးဆိုတာအပြင်မှာလိုက်ရှာရမှာတဲ့အတွင်းထဲမှာရှာရမယ့်အရာကိုယ့်ရဲ့အတွင်းထဲကနေပြီးတော့ငြိမ်းချမ်းတဲ့စိတ်ဖယားသခင်ရဲ့သာသမီဖြစ်တယ်ဖယားခင်ကယ်တင်ခြင်းခံရတဲ့သူဖြစ်တယ်ဆိုတဲ့အသည့်တရားကငြိမ်းချမ်းခြင်းကိုပေးတာဒါကြောင့်မလို့မေတော်ကသူ့ကိုယ်သူသိတယ်ကျွန်ုပ်ကဖယားသခင်ကြီးကျွမ်းပါပဲဟုတ်ပြီငါဤစိတ်နှလုံးသည်ငါ့ကိုကယ်တင်တော်မူသောအရှင်သခင်၌ဝမ်းမြောက်ရွှင်လန်းခြင်းရှိ၏ဘာကြောင့်လဲဖယားခင်ကသူ့ရဲ့နှိမ့်ချတဲ့ကျွမ်းမရဲ့အဖြစ်ကိုသူသိတဲ့အတွက်ဒီကျွမ်းမအဖြစ်လေးကနေသူချီးမြှောက်တယ်မေတော်ကသူ့ရဲ့နှိမ့်ကြတဲ့အခြေအနေကိုသိပြီးတော့နှိမ့်ချခြင်းစိတ်နဲ့ဖယားရဲ့အလိုတော်ကိုလက်ခံလိုက်တယ်ဖယားခင်ရဲ့ကယ်တင်တော်မူခြင်းကိုလက်ခံတဲ့အခါမှာသူ့ရဲ့အတွင်းစိတ်ကငြိမ်းချမ်းသွားတယ်အဲ့လိုငြိမ်းချမ်းတဲ့အပြင်ဖယားနဲ့သူနဲ့ကြားထဲမှာလည်းငြိမ်းချမ်းနေတယ်ကျွန်ုပ်ကဖယားကြီးကျွမ်းမှာပါပဲကိုရောအမိန့်တော်တိုင်းဖြစ်ပါစေဆိုတဲ့စကားတိုင်းဖယားရဲ့စကားကိုသူကလက်ခံလိုက်တဲ့အခါမှာအဲ့ဒီဖယားရဲ့စကားဖယားရဲ့တရားကသူ့ရဲ့ဝမ်းကြတိုက်မှာနေရာယူပြီးတော့လူအဖြစ်ကိုလာယူတဲ့အထီကိုသူနဲ့ဖယားနဲ့ကအဆင်ပြေသွားတယ်။ဒီနေရာပြင်ငြိမ်းချမ်းနေဖယားနဲ့သူနဲ့ကြားထဲမှာဘာမှပြတ်တာမရှိဘူး။သူ့ကိုသူနှိမ့်ချလိုက်တဲ့အတွက်ဖယားသခင်ရဲ့မေတ္တာကမြင့်ရာကနေနှိမ့်ရာကိုစီးဆင်းတဲ့ရည်လိုပဲသူ့ရဲ့ဘဝတက်တာမှာစီစဉ်ပြီးတော့ဂုဏ်ကျေးဇူးအပေါင်းနဲ့ပြည့်စုံတော်မူသောသခင်မှဖြစ်လာတယ်။အဲ့ဒါဖယားနဲ့သူနဲ့အဆင်ပြေသွားပြီငြိမ်းချမ်း။နောက်တစ်ခါလူသားအချင်းချင်းလည်းပဲသူကငြိမ်းချမ်း။သူကကောင်းကင်ဓမ္မပြောတယ်မင်းရဲ့အမဝန်ဝဲအေလီဇဘက်ကအခုပရိသေရှိတာ6လတောင်ရှိနေပြီအသက်ကြီးတယ်။ဖယားကမတတ်နိုင်တာဘာမှမရှိဘူး။ဘာဒါဆိုတော့ဒီလိုအသက်ကြီးတဲ့အချိန်မှာပရိသေလွယ်ရတယ်။ဒါဖွားတယ်ဆိုတာလွယ်တာမဟုတ်ဘူး။သူသွားပြီးတော့ကုတယ်။သူများရဲ့ဒုက္ခရောက်တဲ့အခြေအနေတွေမှာသူသွားပြီးတော့ကဲတယ်။အဲ့ဒါသူ့ရဲ့ငြိမ်းချမ်းရေးကိုသူများကိုပြန်ပြီးတော့ပေးဝေတယ်။အဲ့ဒါလိုပြန်ပြီးတော့ငြိမ်းချမ်းရေးကိုပေးဝေတဲ့အတွက်ဘာဖြစ်လဲ။ သူအီလစ်ဇဘက်ရဲ့အိမ်ကိုဝင်ချင်းနော်အဇာဖေရဲ့ဇနီးပေါ့နော်အီလစ်ဇဘက်ကိုတွေ့တာနဲ့အီလစ်ဇဘက်ကပြောတယ်အာကြည်သားပေါ့ငါရဲ့သခင်ရဲ့မေတော်ငါစီကိုကြွလာတာငါမထိုက်တန်လိုက်တာဝမ်းသာလိုက်တာဘလောက်ဝမ်းသာတယ်လို့ဆိုရင်မင်းနှုတ်ဆက်တဲ့အတန်ကိုကြားတာနဲ့ငါဖိုက်ထဲကခလေးကထားခုန်နေဘယ်သူထားခုန်လဲအဲ့ဒီခလေးကဘယ်သူလဲယောဟန်ဗပစ္စတာနော်အဲ့ဝါမြောက်ခြင်းနဲ့ထားပြောခြင်းနဲ့သူကသူ့ရဲ့ငြိမ်းချမ်းသာရခြင်းကသူ့ထဲထဲမှာပဲသူသိထားတာမဟုတ်တဲ့ဘေးပတ်ဝန်းကျင်ကိုပြန်နှံ့အောင်လုပ်ပေးနိုင်တယ်တွေ့လားအဲ့တော့မေတော်ကသူ့ကိုလည်းသူသိပြီးတော့သူ့ရဲ့အတွင်းစိတ်ငြိမ်းချမ်းတယ်လို့သူနဲ့ဖရားရဲ့ကြားထဲမှာလည်းပဲဘာမှတားဆီးတွေအပြစ်တွေမှမရှိတဲ့အတွက်ဖရားနဲ့လူသားကြားမှာအပြစ်တရားမရှိတဲ့အတွက်သူ့နဲ့ကြားမှာသူဟာငြိမ်းချမ်းတယ်လို့လူသားအချင်းချင်းသူ့ရဲ့ပတ်ဝန်းကျင်မှာလည်းပဲသူကငြိမ်းချမ်းအောင်သူ့ရဲ့မေတ္တာတရားသူ့ရဲ့ကျင့်နာခြင်းတွေသူ့ရဲ့ယူဆခြင်းတွေကိုဝေမျှပြီးအဲ့တော့ဒီလိုရဲ့ဘဝတက်တာမှာလည်းအဲ့လိုပဲကိုနဲ့ဖရားနဲ့ငြိမ်းချမ်းပြီးဖရားမကြိုက်တဲ့ဟာတွေကိုကိုရှောင်ရှားပြီးတော့ဖရားရဲ့အလိုတော်နဲ့ညီစွာနေခံပြီးဆိုရင်အဲ့ဒီအတွင်းစိတ်ရဲ့ငြိမ်းချမ်းမှုကအပြင်မှာဘာစစ်ကြီးပဲဖြစ်နေပါစေဘုံတွေအလုံးတစ်ထောင်ကျနေပါစေကိုယ့်ရဲ့အတွင်းစိတ်က
ငြိမ်းချမ်းတဲ့ငြိမ်သက်တဲ့ကြောက်ရွံ့မှုတွေမရှိတော့ဘူးကိုလည်းကိုလက်ခံကြပြီးတော့ငါဟာဖရာသခင်ရဲ့သားသမီးတွေဖရာသခင်ငါ့ကိုဘယ်အချိန်ခေါ်ငါအစဉ်သင့်ရှိတယ်ကြောက်ရွံ့မှုတွေလည်းမရှိတော့ဘူးအဲ့ဒါဖရာရဲ့အလိုတော်အတိုင်းကိုလက်ခံလိုက်တဲ့အခါမှာငြိမ်းချမ်းခြင်းကစိတ်နှလုံးလေးကိုဝင်လာတယ်အဲ့ဒီငြိမ်းချမ်းခြင်းကိုကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုဝေမျှရမှာဖြစ်တယ်အဲ့တော့ငြိမ်းချမ်းခြင်းရဲ့အစကပါလေ Peace begins with a smile Mother Teresa တို့ကြားဘူးလားကာလကတာက Mother Teresa ဟန်တာဒီလိုဆိုသူကပြောတယ်ငြိမ်းချမ်းရေးအစကဘာလဲစ smile ဆိုတာပါနော်ပြုံးတာနော်အပြုံးကနေစတယ်အပြုံးဆိုတာဟိုအမျိုးသမီးရဲ့နာမည်ကိုပြောတာဟိုဒီပဇက်လေးကိုဒီလိုအပေါ်လေးနည်းနည်းလေးတင်ယူလေးကိုပဲပြောတာဟုတ်တယ်မလားနော်ငြိမ်းချမ်းရေးအစဘာနဲ့စတယ်ပြုံးနော်ခါလီကျတော့ခလေးတွေအရွယ်တော့ကတော့ခဏပြုံးနေကြီးတဲ့အသက်ကြီးတာနဲ့ပြုံးတာကြီးကနည်းနည်းနေလာဟုတ်လားဒီနော်ခလေးတွေဆိုရင်ခဏပြုံးခဏကြီးမူလဲမူတာပေါ့နော်အေးဒါပေမဲ့အသက်ကြီးလာတော့အမူနေလာတယ်လို့အပြုံးနေလာတယ်အဲ့ဒီအပြုံးလေးကိုကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဝေမျှကိုယ့်ရဲ့မိသားစုမှာသူကဝေမျှနိုင်ရအဲ့တော့ငြိမ်းချမ်းရေးရဲ့အစာမိသားစုကမာသီထရီသားအဲ့ဒါပဲပြောတယ်နော်အဲ့တော့ဟိုဒီသတင်းတော်တယောက်ကသူ့ကိုလာပြီးတော့မေးတာမာသီကျွန်တော်ငြိမ်းချမ်းရေးအတွက်ကဘာငြိမ်းချမ်းရေးအတွက်ဘာလုပ်ရမလဲမေးတဲ့အခါမာသီကအေးမင်းအိမ်ကိုပြန်သွားပြီးတော့မင်းအိမ်ကလူတွေကိုချစ်ပါဒါပဲပြောတယ်မင်းအိမ်ကိုပြန်ပြီးတော့အိမ်ကလူမင်းရဲ့ဇနီးသားမယားတွေကိုပြီးပြန်ချစ်ပါချစ်ချင်းပြအဲ့ဒါပဲတခါပြန်မှဒီအိမ်တော်စုထဲမှာငြိမ်းချမ်းမှုမရှိရင်ပြည်တော်စုဘယ်လိုလုပ်ငြိမ်းချမ်းမှာလဲအိမ်တော်စုတွေပေါင်းမှပြည်တော်စုဖြစ်မှာလေနော်အဲ့တော့ပြည်တော်စုကြီးဘာလို့မငြိမ်းချမ်းရတာလဲဘာညာနဲ့ညီသွားမနေနဲ့ကိုအိမ်တော်စုထဲမှာတော့ရှိတဲ့လူ2ယောက်3ယောက်ငြိမ်းချမ်းအောင်ကိုလုပ်နိုင်သလားကိုအိမ်တော်စုငြိမ်းချမ်းအောင်မလုပ်နိုင်သေးပဲနဲ့ပြည်တော်စုငြိမ်းချမ်းအောင်မလုပ်နိုင်တဲ့သူတွေကိုတော့အပြစ်တင်နေရမလို့အဲ့တော့အရင်ဆုံးငြိမ်းချမ်းရေးရဲ့အစကအိမ်တော်စုကအဲ့ဒီအိမ်တော်စုကဘာနဲ့စမလဲအပြုံးနဲ့စတရားဖြင့်ကိုတယောက်နဲ့တယောက်မနေ့အိယာထတွေ့တယ်ပါလေနေမရတွေ့တယ်ဘယ်နှခါပြုံးကြတယ်ခလေးပြောနေမရဟုတ်ဘူးအရင်ဆုံးတွေ့တဲ့လူကိုနော်အိယာထရင်ပြုံးလို့ရှိရင်တရက်လုံးမင်္ဂလာရှိတယ်ငြိမ်းချမ်းတယ်နော်အဲ့တော့ကိုတွေ့တဲ့သူတွေကိုပြုံးပြမယ်နောက်ပြီးတော့အဲ့ဒီမေတ္တာတရားကိုပြုံးနေဆိုတာကဘုရားပါဇက်ကပဲပြုံးတာမဟုတ်နှလုံးကလည်းပဲပြုံးရမှာမျက်နာပြုံးပြီးတော့နှလုံးကငုံနေလို့မရအဲ့တော့မျက်နာလည်းပြုံးနှလုံးကလည်းပြုံးပြီးတော့မိသားစုအိမ်တော်စုထဲမှာငြိမ်းချမ်းရေးကိုတည်ဆောက်မယ်ဆိုရင်အိမ်တော်စုကနေကြည်ပါဒီတဝက်မှာငြိမ်းချမ်းအဲ့ဒီကနေပြီးတော့ပြည်တော်စုကြီးကငြိမ်းချမ်းလာမှာဖြစ်ပါတယ်အားလုံးငြိမ်းချမ်းခြင်းပြေဝကြပါစေ